ဒီဘုရားခင်ဗျာမင်္ဂလာပါမင်္ဂလာပါသား ကျေဆုံးဖေးရဲ့အသက်ပေါ့အဲ့ဒါလေးသိပြရစေ ဒီအသက်က98နှစ် ဝါ98နော် ဘယ်နဲ့တော့ ဖေးဖို့ဆောင်ပေါ့ဒါလူရှင်တော်စရဖေးကလူရှင်တော်ပဲလား ဘေးက ဆက်စကပြီဆိုရဲ ဒီဓာတ်လူရှင်ကဓာတ်ထဲမှာစလူရှင်ကဖြစ်တာပေါ့ ဟုတ်ဖေးဘယ်ဆက်ထဲမှာလဲဗျ ဘေးက73နှစ်သားပေါ့ ဟုတ် တို့ဖွားရင်လည်းရန်ကုန်ဖျားပူလာတာ ဟုတ် မှန်တော့တို့ဦးလေးဦးစင်ရောအဲ့ဒါလူရှင်တော်လေသူကဓာတ်ထောင်တာ ဥစဉ်ရော ဦးစင်ရောဟိုကလေးစင်ရောဆိုတာ ဟုတ်ကဲ့ ဟိုမင်းသားယူရအောင်မြိုင် ယူရအောင်မြိုင်ကိုစပြီးတော့ထောင်တဲ့နှစ်ပေါ့ ဇက်ကဇက်နာမည်က ဒါနဲ့ယူရအောင်မြိုင် ဩဘဘယူရီယာအောင်မြိုင်ပေါ့အဲ့ဒါကြောင့်ဘုတ်ကလေးဇက်ဘုတ်ကလေးထောင်တာပေါ့လို့လားထိုင်ရ ထောင်တာရန်ကုန်မှာထောင်တာတက်တိုက်တာအင်းစိန်မှာ ဩရန်ကုန်ဇက်ပဲပေါ့ ရန်ကုန်တက်ရန်ကုန် ဩအဲ့ဒါမှဖေးရလုတ် ဒု ခဲ့ ရအောင်မြိုင်ကိုခေါင်းဆောင်စတင်တဲ့နှစ်ဦးလေးကစတင်တာပေါ့ ဟုတ်ဖေးအဲ့ဒါမှ ဘုရားပူလာရင်နဲ့သူဇက်တိုက်နေတာမတဲရတာဘူး ဟုတ် ဒီဘဝနေရောတဲတော့သူကဘေးဘုရားပူပြီးတော့ပြန်ရတယ်အမပြန်ဘူးလို့ကျွန်တော်လူရှင်တော်ကမယ်ဆိုတာမင်းမဖြစ်ပါဘူးကွာတဲ့မင်းပြန်มาတယ်မလို့ကအတင်းကျွန်တော်ဒီအပြစ်တင်နေတယ်လို့ဆိုတော့စိုက်ရကိုဦးရဝင်းကခင်ဗျာခေါ်ထားလိုက်ပါဗျာခင်ဗျာမခေါ်နေရုပ်ခေါ်တယ်ဗျာတဲ့ ဟုတ် ဆိုတော့ဆိုင်ရကိုရဝင်ခေါ်လိုက်တာနဲ့နေရရတယ်ပေါ့လေအဲ့မှာဇက်တိုက်နေတယ်ဇက်တိုက်နေဆိုတော့ဇက်စီရဲ့တူလေးဖြစ်နေပြန် ဟာ နောက်လူကအငယ်ဆုံးဆိုတော့အဖွင့်သားတွေလည်းချစ်ကြတယ်ပေါ့ချစ်တော့ဟိုအော်ပရာပြက်ဆက်နှစ်ပါးဆိုနေရာလေးရတယ်ပေါ့ဟိုလုံးလောက်ရတာနေရာလေးရတော့ပဲလူလည်းတူငယ်အငယ်ဆုံးဆိုတော့တိုက်တဲ့နေရာတိုင်းမှာကိုယ့်နာမည်လေးကြံတယ်ပေါ့ ဖို့ဆောင်ပေါ့ ဖိုးဆောင်နဲ့ကြံတယ်ပေါ့ဒီနာမည်လည်းအဖေပေးတဲ့နာမည်မဟုတ်လို့ဟိုဦးရနာမည်ပြောင်းမှုပြောသေးတယ်မပြောင်းဘူးလို့ဒါအဖေပေးထားတဲ့နာမည်မလို့ဒီနာမည်နဲ့ပဲကမယ်ဆိုပြီးတော့ ဆောင် ဟိုတိုက်ကြီးဘက်တွေဘာတွေမှာကတော့ဆိုလို့ရှိရင်ဒီလိုကတဲ့ကတဲ့ညမှာအဲ့မှာကိုဝန်ဆောင်တယောက်ကကလေးမွေးတော့အဲ့ကလေးတော့မှဖိုးဆောင်ဆိုပြီးနာမည်ပေးတယ်ဒီ73နှစ်သားတွေကဇက်တိကလာတော့ဘကွာဇက်တွေတော်တော်များများပါ ဟုတ်ကဲ့အဲ့ဖေးစကလည်းဇက်ကတော့ခုန ယူရအောင်ညာ ရွေးတော့အဲ့ထက်မှဖေးပန်းတင်းလောက်ကလည်း ယူရအောင်ညာက3နှစ် ဩ3နှစ်ကလည်း ရိုးရအောင်ရနေပြီးတော့ဒီမှာဆရာကိုရဲဝင်းကစိတ်ဝင်းတင်တို့ရန်ကုန်ကြီးအောင်တို့ထောင်သားပေါ့ဒီအဲ့မှာတရုတ်ပါလာတာ ဟုတ် အဲ့ဒီနဲ့ပါလာပြီးနောက်တော့မြို့တော်လက်တင်မြို့လက်တင်အဲ့တော့ဇက်ကြီးဒုတိယရိုးပါတယ် ဩပြုလို့လာ မြို့တော်လက်တင်မြို့တော်တင်ရွှေတို့ ဟောပေါ့မြို့တော့သိအောင် အဲ့မဟုတ်ဒီတော့မြို့တော်တင်မန္တလေး စောတာလားဒါအခက်ပြိုင်လား ခစ်တယ်နေပဲ ဩအေးပေါ့အဲ့ဒါမြို့တော့လာတယ်မြို့တော့သိအောင်လို့ပေါ်နေပြီမလေးနဲ့ရန်ကုန်နဲ့တော့ပွဲတော့ပွဲနေပြီ မျိုးတော်ဆိုတာလေဒါမသိလို့မေးတာပါတကယ်တည်းမသိလို့ပါမျိုးတော်ဆိုတာအဲ့ဒီမျိုးတော်ဘုတ်ချုပ်ကိုစားလို့မျိုးတော် ဟုတ်မပြီးဘူးအဲ့ဒါတော့ငါလည်းမသိ တကယ်အဲ့လိုတိတိကျကျရှိတဲ့ကျေးဇူးများတင်ပါတယ် ဟောအဲ့မျိုးတော်မျိုးတတ်တယ် ဘူးမြို့တော်လက်တင်မြို့တော်တင်ရွှေအဲ့တော့နှစ်စီကလည်းနေတယ် ဖေးအဲ့တော့ဖေးရစကလည်းအသက်တော့73နှစ် 73နှစ် အဲ့မြို့တော်လာတင်ဒါခုနပြောတဲ့ယူရီယာအောင်မြိုင်ပြီးတော့ကရဇက်တွေကအများကြီးပဲရကိုကြည့်ရွှေမကြော်မြတ်ဆိုတော့အနည်းဆုံးဖေးသက်ကတော့20ကျော်ဖြစ်သွားပြီပေါ့20ဖြစ်သွားပြီဆိုဖေးပထမဆုံးစထားတဲ့ရေးစားရဲ့နာမည်လေးခါလေးသိချင်တာ ရှိတာ ဘေးက စမှတ်မိသေးလား မဟုတ်အဲ့ဒါတော့များတယ်ကွာ အော်ဟုတ်တယ်ညသိတယ်လေပထမဆုံးစထားတဲ့ရေးစားနာမည်မှတ်မိသေးလား ဒီမှာမှတ်မိတယ်အခုဒီအင်တာဗျူးကိုပြောအောင်လေဖေးအခုဒီအင်သူကကြည့်လို့တိသွားလို့ပြဿနာတက်နိုင်ကြီးဖြေချင်းလည်းမဖြေနဲ့ဒါတော့ဇွန်မေးတာမဟုတ်ဘူးဖြေချင်းလည်းမဖြေနဲ့ ရေးပြရတယ်ကွာအဲ့ဒီကတော့ရေးရတယ် ဟုတ်တယ်မဖြေချင်းလည်းအခုကြာခဲ့ပါပြီဖေးပဲအခုတက်88နှစ်ရှိပြီလေအသက်20ကျော်တော့ရေးစားတော့အခုအင်သူတထားလည်းခွန်းလို့လောက်ပါတယ်အဲ့တော့နာမည်လေးပဲပြပြနာမည်လေးကြားပြပြနာမည်လေးပဲ ကမာယုတ်ကွာ ဟိုနာမည်ပြောခိုင်းတာမြို့နာမည်ပြောခိုင်းတာမဟုတ်ဘူး ဟိုတိကျကျပြောတာကွာ မေစီမောင်တရုတ်ကပြန်လာပြီမေစီမောင် ဟောဖိုက်တယ်ကွာမေးစီမှာ ပြားမာလေးမေးစီမောင် အဲ့တော့ဖေးရတက်20ကျော် ဟုတ်တယ် သူလည်းတက်20ကျော် ဘေးကဟိုမင်းကလေးမချောရင်မပိုးဘူးကွာငယ်ငယ်လေး အိုက်ရှာအေး ကိုမလှဘူးလေ အေး ကိုမလှတော့မင်းကလေးလှတဲ့လူမှဘေးကပိုးတာ သူမင်းသမီးလား သူအရက်သူ ရက်သူဩကမာယုတ်က ကမာယုတ်က ဩ နဲ့ပြီးတော့နောက်တော့ဇာတ်ထဲရောက်တယ်ဆိုတော့ အခုချိန်ကြီးရောဆက်သွယ်ရှိသေးလား မရှိတော့ဘူးရှာပြီးကြားတယ်အခုဒီတော့ဘယ်ဆက်တယ်ကြောက်တော့ ဟုတ်ပါပြီကဲတော့အဲ့တော့ကလေးကဖေးရတဲ့ဒါခုနကလေးမွေးသွားရင်တော့မှကလေးမွေးတဲ့နာမည်ကအဖေးနာမည်ဖြစ်ခဲ့တာ ဖြစ်ပေါ့ အဲ့တော့အခုချိန်မှာကျတော့ကောဖေးဘယ်အရာတွေကိုသတိရသေးတယ်လဲပေါ့အခုချိန်မှာဘယ်အရာတွေကိုလွမ်းမိသေးတယ်လဲဇက်တပင်နဲ့ပတ်သက်လို့ဘယ်အရာတွေကိုလွမ်းမိတယ်လေဘယ်အရာတွေကိုလေ့ကျင့်ထားတယ်လေဘယ်အရာတွေကကဲတပိသားသမီးတွေကလာမေးပြီပေါ့အဖေကြီးကျွန်တော်တို့ဒါလေးလိုချင်ပါတယ်ဆိုဖေးပေးနိုင်အောင်ဘာလို့ပြင်ဆင်ထားတယ်လဲပေါ့ အဲ့ဆိုကျွန်တော်မေးမယ် အေးမေးပါ ဟိုဟာလေဟိုတလုံးကလည်းကျွန်တော်သတင်းကြားလိုက်တယ်
ဟိုကားမဲ့မင်းသားလေးသူရဝတ်ထုတ်ကို ဟုတ်တယ် ဒီအရင်တော့နာမည်ကြီးခဲ့တဲ့မင်းသားကြီးအောင်လန်တော်ခင်စင်ရဲ့ ဟုတ်တယ် ခေါင်းနောက်တွေမကြီးဖေးကြီးဒီမှာလာပြီးတော့မင်းသားလူတင်ပေးတယ်လို့ကြားရတယ် ဟုတ်တယ်လူချင်းတွေလို့အိမ်လာပြီးတော့ ຢာကြီးကကျွန်တော်တို့အိုးရင်တော့ကလည်းဟိုခစ်ကလည်းမမီတဲ့ခါကျတော့ဟိုတပြားတွေဘာတွေလည်းမသွင်းထားခဲ့ရအောင်အမှတ်တရနေလေလေမသွင်းထားခဲ့ရအောင်စောင်းစာပေနေနဲ့လည်းမတမ်းမတင်ခဲ့ရအောင်ပေါ့နော်အဲ့တော့ဒါတွေရှင်းရှင်းပါးပါးပစ္စည်းဖြစ်သွားပြီအဲ့ဒါလေးကိုဒီနောက်လူငယ်လေးတွေသိအောင်ဘေးဒီရနေပြီဒါတို့အင်တာဗျူးစီစဉ်လေးရနေပြီးတော့အဲ့ဒါလေးကိုအမှတ်တရစူပြခဲ့ပါလား ဒီ စူ က ပြပေးပါလား အောင်လာတော့ဘုခေစိတ် ဟုတ်ကဲ့ နဲ့3နှစ်ပေါ့ ဟုတ် လောက်တော့ခဲ့တော့ဒါပေမဲ့မင်းသားရဲ့ကိစ္စတို့လူရှင်တော်လေးနဲ့မဆိုင်ဘူးဆိုပြီးနေလို့မရဘူး ဟုတ်ကဲ့ဟုတ်ကဲ့ သူကမင်းသားတချင်းဆိုပါလေမင်းသားခေါင်းနောက်ဆိုပါတို့လူရှင်တော်နဲ့ဘာဆိုင်လို့လဲဆိုပြီးတော့ဘီးကမနေခဲ့ အမှုမနေလို့မရ နေလို့ရှိရင်အမှုမှနေခဲ့ရင်ဒါကြီးဘီးခုပဲ ဘယ်ပြောနိုင်ပါ ပြန်ပြောလို့ရတော့ ဟုတ်တာပါဟုတ်တာ ပြီးတော့လိမ့်လာတယ် ဟုတ်ကဲ့ အောင်လာတော့ထိုးပေါက်ဟိုပေါက် ဟုတ် ဟိုမင်းသားအကမတန်ဘူး ဟုတ်ကဲ့ ဖိကရုပ်ကလည်းသိုးတယ်ကွာအောင်လာတော့ကဲဒါပေမဲ့ဒီခုံးနောက်တော့ကိုသိုးချလိုက်ရင် ဝတ်သိ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 ဟို ဘာသာမင်းသားတွေ ဘေးတက်ကြိုက်ပြီးသားအောင် ကြက် လုပ် ကြ လိုက်တာလေ ဟိုလည်းလူရှင်တော်ကဟိုပြက်လုံးနဲ့ကိုပြက်ချင်လို့ပြက်လို့မရဘူး ဘယ်ရ ဘာ ဘယ်ရ တော့မင်းသားအကိုရိတ်ကြီးကြည့် ဟုတ်ပါဟုတ်ပါဟုတ်ပါ ကြွက်လာသူအဲ့ရလည်းအဲ့ရတာ ဟုတ် မင်းဘောက်ကလည်းသိုးကြီးနဲ့ ဟုတ် ထွက်လာတာမင်းသားကောင်းကောင်းနဲ့မှထွက်လာပြီ ဟုတ် ပြည့်စုံရပြီပေါ့ကွာအဲ့ဒါခိုင်မကြားလိုက်ဘူး ဟုတ် ပြည့်စုံဟာတက်စီရသူမျက်ချိုးသွေးနေရ အော်မင်းတော့ချော့ရတာပေါ့ အဲ့အမျက်ရှိဟိုကြည့်ဒီမင်းသမီးတွေကြည့်သူပြက်ကပြီသာဒုခေချမ်းသာလေတော့ ထားဟစ်ထားလိုက်တာ ပီတိကြ၍ကျမလေးချမ်းသာတော်မူနိုင်ကြပါစေခင်ဗျာမြင်မိတယ်ကျမပါသေးချမ်းသာပါစေ အာ တောင်းနေ3000ရေတင်4000လူနေ3000 1000နဲ့ဆောင်း1000နဲ့ဆောင်းလူမောင်မများလို့ရံလျာတွေဖျားရှားပြီးတော့ကျမလို့ချမ်းသာတော်မူနိုင်ကြပါစေခင်ဗျာကျမပါစေချမ်းသာပါစေ ဟုတ်ကဲ့ပဲ မြစ်တာပို့ပါသကိုဟာအေး ဟုတ် ဓ ကဲ့ မ္မဗျ ကျွန်တော်ဒီကတော့ချွေမယ်ကျွန်တော်တီဗီဝီကတော့ချွေမယ်တက်တာတော့တော့မိတ်တာထိုးတယ်တိပါပါရနေတိပါပါရဖျားချာဒီတော့ခင်ဗျာဆယ်လာတော့အင်းငါတုံနဲ့တင်မနာဆုံးမနှပြီးဆွေရပါ၍ကြည်ရွှင်စိတ်ထားညာကြွတာမြို့နယ်တွင်းလဲအေးချမ်းရအောင်ကျွန်တော်ရောက်ခဲ့တဲ့နော်အောင်လန်းတော် တော့ဘေးကခေါ်ဆောင်ဆူပြရတာ တို့တိုင်းပြည်ပေါ့ကျွန်တော်စိတ်ကောင်းလို့ကြောချစ်စရာနော်တဲ့တို့အောင်လန်းတော်မကောင်းတဲ့ဘုရားမဖျားချဒီတော့ခင်ဗျာဆယ်လာတော့အင်းငါဆုံးနဲ့တင်မနာဆုံးမနှပြီးဖြင်ရပါ၍ရှိရွှေစိတ်ထားညာကြွတာအော်နော်တရားထားပါလေခင်ဗျာတရားထားကားပြမစိုးထင်၍မရောက်ခင်ကြိုတင်ကစိတ်မှလည်းမနေပြီးသွန်းပါလို့ခင်ဗျာတို့ဖေဖေမေမေမိုက်ကလေးအတပင်းလို့လားโอ้ဘေးပြည်ပြည်သားတို့သူတောင်းနေနော်ဘေးပြည်ပြည်သားတို့သူတောင်းနေခင်ဗျာအောင်လာနော်တာ ကဲ ဟုတ်ဒါမေတ္တာပို့နေခွန်းတော့နေ ခုနမောနေမောပဲဗောနော်ဒါဟိုဘေးနားကြည်နေကိုကျွန်တော်တို့ပေါ့အစီအစဉ်တွေကဒါကတော့ပြိသက်နေတဲ့ကျွန်တော်တို့ဟိုပါပေါ့အနုပညာသမားကျွန်တော်တက်ကြီးတွေကိုကြောတဲ့အစီအစဉ်မှာဘေးဘေးကိုတသိန်းလှူပါတယ်လို့ပြောလို့ရှိရင်လည်းမကောင်းတယ်လို့ပေါ့ဘေးကျွန်တော်အင်တာဗျူးလေးပြင်မယ်တော့အင်တာဗျူးပြင်တဲ့အခါမှာဘေးကိုကခဲ့တဲ့ချိန်တုန်းကတင်ထားခဲ့တဲ့အရာလေးတွေဘာမှအွန်လိုင်းတော့ကင်စင်တို့ကဘလို့စူပေါက်ရှိတယ်လဲအဲ့ဒါလေးတွေကိုပြန် sharing လုပ်ရင်းနဲ့ကျွန်တော်တို့ interview လေးပြင်မယ်အဲ့ဒါဘေးကိုတို့ကြော့မယ်နော်ဆိုတဲ့အစီအစဉ်မျိုးနဲ့ကျွန်တော်ဆက်လုပ်ခဲ့တာတကယ်လည်းဆိုတော့ဒီခုကျွန်တော်တို့ဓာတ်ထောင်တဲ့အခါမှာကြည့်ရတဲ့အခါမှာတော်တော်ကိုဒီအနှစ်သာရရှိတဲ့ပညာတွေတွေ့ရတာပေါ့နော် မှန်ပါပါမှန် အဲ့ ပါ တော့နောက်ထပ်ကျွန်တော်တို့မြန်မာပြည်စားနေတဲ့ဒါမျိုးတွေကို photo ပေးနေနောက်ထပ်အစီအစဉ်တစ်ခုလည်းလုပ်အောင်မယ်ဘေးလည်းမောပြင်နေပေါ့နော် အားရရှားပါပစ္စည်း ရှားပါပစ္စည်းတွေပေါ့ ရှားပါပစ္စည်းဆိုတော့ဟိုနောက်လူတွေလည်းဒါလေးတွေကိုပညာပေးတာပါ ဒါပေါ့ပေးတာပါ
ဒလိုက်မှမနေပါနဲ့ ဟုတ်ကဲ့အလွတ်မှမနေပါ နော် နဲ့ အဲ့လိုနဲ့ဇန်နဲ့ကလည်းဘေးမင်းကဘယ်လိုဆိုတာဘယ်လိုကတာဒါလေးတွေကတစ်ဆင့်ပြန်ပြောလို့ရတယ်ပေါ့တာအဖေကအခုမှတ်ထားတဲ့အခါကျတော့ဟိုအဖေကအခုအတန်ကမအော်နိုင်တော့ဘူးမင်းသားလို့ဒါမင်းသားဆိုပေါက်တွေဆိုပြရတာအော်နိုင်တော့ဒါပေမဲ့ဒါလေးတွေဖေးလို့လေးလာထားတဲ့အခါကျတော့နောက်လူတွေကိုပြန်ပြောပြလို့ရတာ ကောင်းလိုက်တာဖေးရေ ဟုတ်တယ်မလား ဟောပါဘောအခုကျတော့ဖေးဒါအခုဆိုပြသွားတယ်ဒါဘာအောင်လဲတော့ခဲစိတ် အောင် ရဲ့ လန်တော့ကိနေမေတ္တာဘုရားခွန်းတောက်တယ် ဖေးကွာဘော နေကြီး နေရှိသေးတာလား အေးနေကြီး နေကြီးလေးလို့ပေါ့ အေးဆိုတာသိလား ဘယ်လိုလို့ ညမနောက်ကလိုက်တယ်နော်နေကြီး ချက်ကြီးစမ်းမခဲပြနေပြီ ဖေးရမောနေတာစီစဉ်လေးကကြံသေးတယ်ဖေးအဲ့တော့သွားသိချင်တာကသူရဝင်းထုတ်ကိုလာပြီးတော့ချပေးတဲ့အစီအစဉ်လေးကဘာလေးလဲအဲ့ဒါလေးသိ ဟော ချင် အေးဒါအဲ့ဒါကဥစ္စာမိုးနဲ့ပတ်သက်ပြီးတော့ပေါ့ကွာဥစ္စာမိုးကဒါလေးတွေကိုရထားတာလေးတွေသူသိတဲ့အခါကျတော့သူကဒီမှာတစ်ဆင့် ဥစ္စာမိုးဆိုတာကဘယ်လိုလဲဖေး ဥစ္စာမိုးဆိုတာဟိုစံလင်းတို့ဖေးတယ်ကွာ ဩလူရှင်တော်ကိုစံလေးရဲ့အဖေ ဟုတ်တယ် ဟောဈေးသေးကြီးစံမိုး ဟိုဒီစံကြီးတာ ဈေးတယ်ရဥပေါ်လေးဖြစ်နေပြီရောင်းနေကြပြရေးတွေ အဲ့တော့ဘာဥစ္စာမိုးနဲ့ပတ်သက်ပြီးတော့ ဥစ္စာမိုးကနေပြီးတော့ဒီသူပြောပြမှာပေါ့ဒါဒီလိုတွေကောင်းနေတာလေးတွေထိမ့်ထိမ့် တက်ကြတော့ဘာဥစ္စာမိုးနဲ့ဖေးဥပ္ပဇော်နဲ့ဘယ်လိုကြီးလဲ သူကကြီးတယ်ကွာ ဘာဥစ္စာမိုးကကြီးလဲ နည်းကြီးတယ် သူက80နှစ်ပေါ့ 80 80သူက80ဘေးက88အော်80ဟုတ်ပြီဟုတ်ပြီဟုတ် အဲ့ဒါနဲ့ အဖေတို့လူရှင်တော်ကနေကိုဆောင်မှုလူရှင်တော်မဖြစ်သေးဘူး အော်တော့ဝါနုတယ်ပေါ့ အေးရစောတာပေါ့ သူသစ်ဆက်ထဲမှာအလုပ်လုပ်တော့ အော် အလုပ်ပွဲလိုက်ကြည့်ရတော့ အော် ဒါပေမဲ့ဥစ္စာမိုးငါချိန်မို့လား ဟာပါ ဝရိယအကျိုးကန့်ထက်ဝဲဆိုတာဒီကအင်မတန်ပါ ဝရိယတော့တကယ် ပညာယူတော့ကမှဝရိယတားကောင်း ဟုတ် တားကောင်းဆရာကောင်းနေနေလို့တွေ့တော့ဒါပေမဲ့အခုဆိုရင်အဖေရုပ်တဲ့သူလူပိုသိတယ် အားဟုတ်လားဟုတ်လား ဟုတ်တယ်မလား ဟုတ်ဟုတ် အဖေတို့သူ့ကလူမသိဘူး ဟုတ်ကဲ့ဟုတ်ကဲ့ အဖေတို့က88တဲ့ဒီနာဟိုဒီဇက်ပင်လောကနဲ့နားလိုက်တာ ဟုတ်ကဲ့ နောက်တော့မသားတို့ဟိုမြန်မာပြည်စတားကြမှာဟိုဘေးရလိုက်ပြီးတော့မန်နေဂျာဖြစ်နေလိုက်လို့ပြီးတော့တာတော့ ဟုတ်တယ်ဆောက်ရှောက်ပြတာ စမ်းနေတော့အဟောက်ကွာတော့ဒီကိုနောက်ကြီးတွေကတိတ်မသိတော့ အဲ့တော့ ဘယ်လဲကွာဖေးဥစ္စာမိုးကလည်းပြန် join ပေးတာဖြစ်တဲ့အတွက် ဟုတ်တယ် သူကဝင်းထုတ်ကအဖေးရှိနေပြီးတော့ဘာအစီအစဉ်တွေအများစီစဉ်တင်ဆက်ထားတာရှိတယ် အဲ့ဒီဟာပါပဲတာဒီတာဖို့ရေ ဒေတာဘွေခေါင်းတော်ရဲ့ နေကြီးရေ နေကြီးလေး နေကြီးအဲ့ဒါလေးချပေးခဲ့တယ်ပေါ့ အဲ ဒါနဲ့ဘေးကိုပတ်စံဒီသိန်းကြောက်လိုက်ပါ ဩကောင်းဗျာ ပါပြီအဲ့တော့အဲ့နေကြီးလေးကိုလေတော်သားတွေအနေနဲ့လေဟောသိစီရှင်တယ်ပြည်ရဲ့ဒါဟိုတပုတ်ပြလို့မရတဲ့တပည့်ပညာတွေ စာသားတွေက နေကြီးလေးနဲ့စုပြီးပါ စာသားတွေကတော်တော်လေးဒိတ်ပဲပါတော့ပေါ့ကွာ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါသူတို့ဝိပဿနာနဲ့ကြည့်မယ်ဆိုလဲဝိပဿနာလည်းပဲပုံပါတယ်တရှင်းကြီးတဲ့စာရေးတွေကတော့ပါတယ် ဟုတ်ကဲ့ အိမ်တော်ရေကိုတွေးကြောက်နေတာမရဟရတွေအပေါ်မှာမာတမှုရတရားရှုသံဝေဘာတို့သွားတာ ဩ အေးတမှုရအမြင့်တန်းလို့စင်ကန်တော်တော်နဲ့သုံးကျုပ်ပြစီစီကျုံထုံနေတော့တဏှာဥဆောင်ညာသွားနေတယ်တဏှာကျုံနေပါလားဆိုတဲ့အနေနဲ့မင်းတို့လေးတွေတို့ကျူးမှုရတာကွာလေအိမ်တော်ရေကိုတွေးကြောက်နေတာမရရတွေပေါ်မှာမာတမှုရတရားရှုသံဝေဘာခင်တွေ့ကြမှာအစင်နာပါတကူထင်သွားတာရှုဘာတခုမှမရှိရအမှန်ပဲဗျာခင်တွေ့ကြမှာအစင်နာပါတကူထင်သွားတာရှုဘာတခုမှမရှိရအမှန်ပဲဗျာသမုဒ္ဒရာဆိုတာတဏှာသောဟုတ်ကြွားအာတဘောမပြုတ်ကြမြမြုပ်ရကြီးရဲ့ဒီခန္ဓာသမုဒ္ဒရာဆိုတာတဏှာသောဟုတ်ကြွားငါတဘောမပြုတ်ကြမြမြုပ်ရကြီးရဲ့ဒီခန္ဓာတန်လျာမှာဖန်ခါရမြုပ်လီကျုပ်ဝေလာတာကာမဒုက္ခပဲဟဲ့တဲ့ကာမဆိုးတဲ့တဏှာညွန်သွားယုံမုန်းလာတာညွန်သွားယုံမုန်းလာတာကြောက်ပါပြီခင်ဗျာမမတို့နဲ့ကျွန်တော်ဝေးသွားရှောင်းတော့မှာဘုရားမြတ်စွာကျွကြံတော်လားအောင်းလန်တော်ကဖြည့်ရှင်မှာဘုရားမြတ်စွာကျွကြံတော်လားအောင်းလန်တော်ကဖြည့်ရှင်မှာအမှန်နဲ့တရားကိုဝေဖန်သင်ခြင်းမှာတော်ပါတမ္မာတော်ပါတကယ်လားဟုတ်လားကိုသက်တရား ကောင်းဗျာ ကောင်းလိုက်တာ ဒါဝက်လက်ခုနက ဒါကောတဲ့ ကွာရက်ဖြစ်သွားပြီနော်ခုနကတော့နေ ဘုရားနေ အေးအဲ့ဒါကိုချပေးခဲ့တာပေါ့အဲ့တော့ဘေးနောက်ထပ်ပင်သားတွေကလည်းနောက်ထပ်ခုဇက်တွေလည်းများလာပြီလေခြားခြားတို့ပင်သားတွေကလည်းကမ်းလာပြီဆိုလို့ရှိရင်ဘေးလုတ်ပြဖို့စီစဉ်ရှိပါလားခင်ဗျာ ဖေးဒီမသေးခင် ဟုတ်ကဲ့ ပြေးသွားရင်ဖေးတို့ရှိတဲ့ပညာကြီးအဖေးတော့ပါသွားမှာလေ ဟုတ်ကဲ့ဗျ လူချင်းတဲ့လူရှိရင်တော့ပြေးဖို့အဆင်သင့်ပါပဲ အနုပညာကြီးဘယ်လောက်ပဲဝိုင်းလို့သတ်မှတ်ထားတာရှိတယ် ကြည့်မလို့ ကဲဟုတ်ကဲ့ပါခင်ဗျာ ပညာလို့ရဖုံးနေတော့သမ်းမတောင်းပါနဲ့ ဩဒီကြတယ်လူကိုယ်တိုင်ပေါ့ လူကိုယ်တိုင်လာ ကိုယ်တိုင်လေးဒီလေးစစားလေး ကြည့်မလို့ဘူး ဟုတ်ကဲ့ပါ ဖုံးနဲ့နှမ်းတောင်းရင်တော့ဘေးမပေးချင်ဘူး
ဘာသူမယိုသေးပေမဲ့ပညာကိုသိစေချင်တာပါ ကောင်းပါတော့ကောင်းပါလေကောင်းပါ မင်္ဂလာရှိသွားပြီဗျာဒီ season လေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်တို့ဇက်ဖွဲ့သားတွေစပင်းသားတွေကပညာလိုချင်တယ်ဆိုလို့ရှိရင်တော့လူပညာချင်းတွေဘေးမှာမဟုတ်ပါဘူးခင်ဗျာအဖေကူဆောင်ရှိမှာလူကိုယ်တိုင်တော်၎င်းအင်းနေရုပ်တော်၎င်းဒါကြောင့်ပြီးတော့ယူနိုက်ပါတော့တဲ့ကောင်းပါရဲ့နွားပီစတိုင်းရဲ့အလူတနာတူတဲ့ကိစ္စအစီအစဉ်လေးကိုပြင်ရတဲ့ပဲရှင်းပြနှခမ်းတက်ပြပါခင်ဗျာ ဟုတ်ကဲ့ပါဒီ season လေးကိုကျွန်တော်တို့နော်အခုညီပံပို့ပြီးတော့ကျွန်တော်လှူဒန်းပေးတဲ့မြောက်တကုံ34ရက်ကွက်အိမ်အမှတ်31ဦးဝိဇာလလမ်းမကြီးဘေးကဝင်းကျေးဦးစီဆက်ဝင်းကျေးဦးစီချက်ဆိုင်ရနေပြီးတော့မှဒါကိုလှူပေးတာဖြစ်ပါတယ် ဟုတ်ဗျာ လာပြီစားအင်တာဗျူးကိုလှူဒန်းပေးတဲ့ဝင်းကျေးဦးစီချက်ဆိုင်ကိုလည်းထူးပဲကျေးဇူးတင်ပါတယ်လေးရောဒါလေးကျမချမ်းသာကြပါပြီ